တယောက်ကိုကြည့်လိုက်တာနဲ့လေသူ့ကိုကြည့်ရတာအရန်ကိုကြက်တည်ရှိတာပဲကြည့်ရတာစိတ်ချမ်းသာလိုက်တာဆိုတဲ့ခံစားချက်မျိုးဖြစ်ပေါ်ပူကြလိမ့်မယ်ဝတ်ဆင်ထားတဲ့ဝတ်စားနဲ့လည်းမဆိုင်ဘူးတနာပေါ်မှာလိမ့်ချထားတဲ့မိတ်ကပ်တွေနဲ့လည်းမဆိုင်ဘူးဝတ်ထားတဲ့စိန်တွေရွှေတွေကြောက်တံပရံများတွေကြောင့်လည်းမဟုတ်နေဘူး branded တွေကြောင့်လည်းမဟုတ်နေဘူးဒီအတွင်းထဲကနေအေးချမ်းတဲ့စိတ်အေးချမ်းမှုကနေလာပါတယ်ဒါကြောင့်ကြက်တည်ရှိခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အတွင်းထဲက inner peace အေးချမ်းမှုကိုအရင်ဆုံးတိဆောက်ပါစိတ်အေးချမ်းနေတဲ့သူကလေအပြင်မှာဘာမှမပြင်ဆင်ထားရင်တော့အလိုလိုကိုကြက်တည်ရှိနေတယ်ဒါကြောင့်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်စိတ်အေးချမ်းတဲ့သူကိုကြည့်လိုက်တာနဲ့အဲ့ဒီအေးချမ်းတဲ့ energy ကကြီးတဲ့သူကိုပါကူးဆက်စေပါတယ်နံပါတ်2ကတော့အပြုံးလေးကိုဆင်မြန်းမှာပြုံးဆိုတာကလေလူတစ်ယောက်ရဲ့ကြက်တည်ရှိမှုကိုလည်းတိုးမြင့်ပေးတဲ့အရာတစ်ခုပဲဖြစ်တယ်ဒါကြောင့်ပတ်စံမကုန်မဲနဲ့ကြက်တည်ရှိခြင်းနဲ့ဆိုရင်တော့မျက်နှာမှာအပြုံးလေးကိုဆင်မြန်းလိုက်ပါနံပါတ်3ကတော့စကားပြောယဉ်ကျေးခြင်းကလည်းကြက်တည်ပါပဲရန်ကိုချမ်းသာတဲ့သူပဲဖြစ်